အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးချင်တာကတော့ပေါ့နော်ကျွန်တော်တို့ interview မှာအမေးများတယ်ပေါ့နော်အသုံးဝင်တဲ့မေးခွန်းလေးတွေကိုကျွန်တော်ဒီမှာပြောပြပေးပါမယ်နံပါတ်1အနေနဲ့ကတော့ what's your name မှာဒါကတော့အကုန်လုံးသိတဲ့အတိုင်းနာမည်ကိုမေးတဲ့အခါမှာကျွန်တော်တို့အမေးများပါတယ်နောက်တစ်ခုကကျတော့ what post did you apply for what post did you apply for ဒါကဘယ်ရာထူးကိုရှောက်မှာလဲလို့မေးတဲ့အခြေအနေမျိုးမှာဆိုရင်ဒီမေးခွန်းလေးကိုမေးပါတယ်နံပါတ်3ကတော့ number 3 what's your expected salaryဒါကညှော်မှန်းလာစာကိုမေးတဲ့အချိန်မျိုးမှာဒီမေးခွန်းနဲ့မေးပါတယ်ညှော်မှန်းလာစာကိုကျွန်တော်တို့ CV form ထဲမှာရေးမယ်ဆိုလို့ဆိုရင်လည်းကျွန်တော်တို့ပေါ့နော် position နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်ဆုံးစုံစမ်းမှာ experience ရှိရလို့ဆိုလဲရှိတယ်လို့ပေါ့နော်လာစာဘယ်လောက်ရနိုင်လဲပေါ့ကျွန်တော်တို့ခံမှန်းလာစာလေးကိုရနိုင်တဲ့လာစာလေးကိုထည့်ပေးမယ်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့လိုမှကျွန်တော်လာစာလေးကိုကျွန်တော်ဥပမာပေါ့နော်2သိန်းခွဲ3သိန်းစသဖြင့် office test ဆိုရင်ကျွန်တော်တို့အဲ့လိုကြီးထည့်မယ်ပေါ့ထည့်မယ်ဆိုလို့ဆိုရင်လည်းကျွန်တော်တို့2သိန်းခွဲဓာတ်3သိန်း nico ဆိုပြီးတော့ကျွန်တော်တို့ညှိနှိုင်းဆိုပြီးတော့ကျွန်တော်ထည့်ပေးပါနော်အဲ့ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်နံပါတ်4နဲ့ကတော့ do you have work experience ဒါကတော့ကျွန်တော်တို့သွားလျှောက်တဲ့ position နဲ့ပတ်သက်ပြီးကျွန်တော်တို့မှာလုပ်ငန်းအတွေ့အကြုံရှိလားလို့မေးတဲ့အချိန်တွေမှာဒီမေးခွန်းလေးနဲ့မေးပါတယ်ကျွန်တော်တို့လုပ်ငန်းအတွေ့အကြုံကိုရှင်းပြပြီးဆိုလို့ဆိုရင်ကိုမကိုတစ်ခါလေးပြင်ဆင်သွားပါအင်တာဗျူးမသွားခင်ကကိုလုပ်ဖူးတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ detail ပေါ့နော်ဥပမာကိုက office ပိုင်းလုပ်ဖူးတယ်ဆိုရင် office မှာဘယ်လိုအလုပ်မျိုးဘယ်လိုစီစစ်ပိုင်းချပြီးလုပ်ရတယ်ဘယ်လို report တွေတင်ရတယ်စသဖြင့်ကျွန်တော်တို့ English ကိုသူတို့ရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဘက်ကတန်းသက်မှန်မှန်လေးနဲ့ရှင်းပြနိုင်အောင်လို့ကြိုပြီးပြင်ဆင်သွားပါလို့ကျွန်တော်မြေတားရခံပါတယ်နောက်တစ်ခုကတော့ do you drink ပါ do you drink ဆိုတာကတော့ကျွန်တော်တို့အရက်တောက်တက်လာလို့ကျွန်တော်မေးတဲ့အချိန်မျိုးမှာဒီဟာကိုမေးပါတယ်နောက်တစ်ခုကကျတော့ do you chew paycheck quit ဒါက concern တက်လာပါเนาะဒီနံပါတ်5နဲ့စစ်ကိုကြတော့ကျွန်တော်တို့office stat တွေကိုမေးများပါတယ်เนาะကျွန်တော်တို့ office stat တွေကျွန်တော်တို့ဒီလိုမျိုးအရက်တောက် concern တွေလည်းအဆင်မပြေဘူးလေအဲ့လိုအချိန်မျိုးမှာကျွန်တော်တို့မေးတာရှိတယ်နောက်တစ်ခုကျွန်တော်မထည့်ပေးထားဘူး။ဗာမေးဖို့လဲဆိုတော့ကျွန်တော်တို့ဆက်လိုက်တောက်တက်လာပေါ့နော်အဲ့လိုကျွန်တော်တို့မေးတဲ့မေးပါတယ်တချို့ကုမ္ပဏီ။ဘာလို့ဆိုတော့တချို့ကုမ္ပဏီဆိုလို့ရှိရင်လောင်စာစီအစရှိတဲ့ဖြစ်ပေါ့နော်မီးလောင်တက်တဲ့လောင်စာစီလိုမျိုးအဲ့လိုမျိုးဟာတွေထုတ်လုပ်တဲ့ကုမ္ပဏီမျိုးဆိုလို့ရှိရင်ဆက်လိုက်တောက်လို့မရဘူး။အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော်ဆက်လိုက်တောက်တက်လာကိုမေးတယ်။ခုနောက်ပိုင်းကုမ္ပဏီအများစုကဆိုလို့ရှိရင်ကျွန်တော်တို့ smoky area ဆိုပြီးထားပေးထားတာရှိရတဲ့အတွက်ကြောင့်မို့လို့ဆက်လိုက်တောက်တက်လာဆိုတဲ့မေးခွန်းမျိုးကတော့အမင်းနေသွားပါပြီเนาะဒါကြောင့်ကျွန်တော်မထည့်ပေးထားဘူး။နံပါတ်7အနေနဲ့ကတော့ how far is your house from here ဒါကတော့ကျွန်တော်တို့မင်းတို့ရဲ့အိမ်ကနေပြီးတော့ဒီအလုပ်ကိုဘယ်လောက်ဝေးလဲဆိုတော့အဝေးမျိုးအဲ့လိုမျိုးပေါ့နော်မေးတဲ့အချိန်တွေမှာဒီမေးခွန်းကိုသုံးပါတယ်ကျွန်တော်တို့ဒီမေးခွန်းကလည်းပြင်ဆင်သွားတင်ပါတယ်နော်ကျွန်တော်တို့အိမ်နဲ့အလုပ်ကိုပေါ့နော်ကျွန်တော်တို့ရှောင်းတဲ့ကုမ္ပဏီနဲ့ကိုဘယ်လောက်ဝေးတယ်လဲဥပမာပေါ့နော်ကျွန်တော်တို့ဥပမာဆိုရင်ရန်ကုန်ကနေပဲခူးအလုပ်လာလျှောက်တာဖြစ်ပဲခူးကနေရန်ကုန်ပေါ့နော်အဲ့လောက်ဝေးတဲ့အလုပ်မျိုးဆိုလို့ဆိုရင်လည်းသူကတိတ်ပြီးတော့မခေါ်ချင်ကြပါဘူးဒါကြောင့်မို့လို့ကိုယ့်ဘက်ပေါ့နော် view ဟာလေးနဲ့ဖြည့်တက်အောင်လို့ကျွန်တော်ပြင်ဆင်သွားတင်ပါတယ်နော်နောက်နံပါတ်8ပေါ့နော်နံပါတ်8ကကြတော့ do you get here by bus ဒါကတော့အလုပ်ကိုပေါ့နော် main bus ကားနဲ့လာလို့ရလားလို့မေးတဲ့အချိန်တွေမှာမေးပါတယ်နံပါတ်9 do you need ferry ဒါကတော့ ferry စီစဉ်ပေးဖို့လိုလားမင်းအတွက်ပေါ့နော် ferry စီစဉ်ပေးဖို့လိုလား ferry လိုလားဆိုတော့မေးတဲ့အချိန်တွေမျိုးမှာ